အီရန်ရဲ့ထိပ်တန်းခေါင်းဆောင်ဖြစ်လာသူမိုရှတာဘာခါမီနီကပထမဆုံးသူ့ရဲ့ထုတ်ပြန်ချက်မှာအီရန်အနေနဲ့ဟော်မုစ်ရေလက်ကြားကိုပိတ်ထားနိုင်တဲ့စွမ်းရည်တွေဆက်ကင်ထားမယ်လို့ဆိုပါတယ်။ဟော်မုစ်ရေလက်ကြားဆိုတာပင်လယ်ကွေ့နိုင်ငံတွေရေနံနဲ့သဘာဝဓာတ်ငွေတွေကဘာကိုတင်ပို့ရမှာအဓိကလမ်းကြောင်းဖြစ်နေတော့သူအပြောကကဘာအနှံ့စိုးရိမ်မှုတွေပြန့်သွားစေပါတယ်။ဒီရေလမ်းကျင်းလေးကနေပုံမှန်အချိန်ဒီမှာကဘာရေနံနဲ့သဘာဝဓာတ်ငွေရေ LNG 9 ပုံတစ်ပုံဖြတ်သွားပါတယ်။ဒါပေမဲ့စစ်ဖြစ်ချိန်ကစလို့အီရန်ကထိန်းချုပ်ထားလိုက်ပြီးဒီကနေရေနံ1 လီတာတောင်ဖြတ်ခွင့်မပေးဘူးလို့ချိန်ချောက်ထားပါတယ်။ဆိုတော့ရေနံမရှိလို့မဖြစ်တဲ့နိုင်ငံတွေအပူတပြင်းလမ်းကြောင်းရှာဖွေကြံစရပါတော့တယ်။ဟော်မုစ်ကိုအစားထိုးနိုင်တဲ့တခြားလမ်းကြောင်းရောတကယ်ရှိပါလား။ပင်လယ်ကွေ့ကလောင်စာတင်စိတ်ကမ်းအများစုကပါရှင်ပင်လယ်ကွေ့အတွင်းထဲမှာရှိကြပါတယ်။သမုဒ္ဒရာပဲထွက်နိုင်တဲ့ရေနက်လမ်းကြောင်းကဟော်မုစ်တစ်ခုပဲရှိတာပါ။ကူဝိတ်ကတာဘရိန်းနဲ့အီရတ်ရဲ့တောင်ပိုင်းရေနံတွင်းတွေကဟော်မုစ်ကမထွက်ရင်တခြားလမ်းမရှိပါဘူး။ရေနံပိုက်လိုင်းတွေနဲ့ဆက်ထားတဲ့စိတ်ကမ်းကလည်း2 ခုပဲရှိပါတယ်။အဲ့ဒီပိုက်လိုင်းတွေကလည်းရေနံရောဓာတ်ငွေပါပမာဏအများကြီးကိုအဆက်မပြတ်လုံချုံသယ်ပို့နေနိုင်ဖို့လိုပါတယ်။ကားတွေရထားတွေကအဲ့လောက်ပမာဏကိုမသိနိုင်ပါဘူး။ဓာတ်ငွေတွေကိုဒီလိုသေတာကလည်းစရိတ်ကြီးကိုမကအန်ဒရီလည်းများပါတယ်။တခြားလမ်းကိုစဉ်းစားရင်တစ်ခုကတော့ဆော်ဒီအာရေဗျရဲ့အရှိအနောက်တန်းနဲ့ပိုက်လိုင်းရှိပါတယ်။သူကပင်လယ်နီကရန်ဘူးစိတ်ကမ်းကိုရောက်ပါတယ်။ဆော်ရဲပေါ်မှာတော့ဒီပိုက်လိုင်းကတစ်နေ့ကိုရေနံစီ9 သန်းတင်နိုင်တယ်လို့ဆိုပါတယ်။လက်တွေမှာတော့3-4 သန်းလောက်ပဲပို့နိုင်ပြီးဆော်ဒီကုမ္ပဏီတွေပဲဒီပိုက်လိုင်းကိုသုံးနိုင်ပါတယ်။ပိုပြီးအရေးကြီးတာကတော့ရန်ဘူးစိတ်ကမ်းကထွက်တဲ့သင်္ဘောတွေဘတ်ဘယ်မန်ဒက်ရေလက်ကြားကိုဖြတ်ရပါတယ်။အဲ့ဒီလမ်းကြောင်းကလည်းအီရန်ကိုထောက်ခံတဲ့ဟူသီသူပုန်တွေကမကြာတိုက်နေတဲ့နေရာပါ။အာရှကရေနံဝယ်ကျင်သူတွေအတွက်ဆိုလဲဒီလမ်းကြောင်းကအာရေဗျကျွန်းဆွယ်ကိုဖြတ်ပြီးသွားရတဲ့လမ်းရှည်ကြီးပါ။ဒုတိယလမ်းကြောင်းကတော့ဖူဂျီရာကိုရောက်တဲ့ UAE ပိုက်လိုင်းပါ။သူကဟော်မုစ်နဲ့တိတ်မဝေးပါဘူး။သူကဟော်မုစ်ကိုရှောင်နိုင်ပေမဲ့တစ်နေ့ကိုစီ1 သန်း 8 သိန်းလောက်ပဲပို့နိုင်ပါတယ်။ပြီးတော့ UAE ရေနံတွေပဲပို့နိုင်ပါတယ်။အနောက်ဘက်ကိုလှည့်သွားတဲ့သင်္ဘောတွေကပင်လယ်နီကိုတော့ဖြတ်ရမှာပါ။အဲ့ဒီမှာသင်္ဘောတွေတိုက်ခံရတတ်လို့စရိတ်ကြီးပြီးအာမခံကြီးလည်းမြင့်ပါတယ်။တူရကီကကေဟန်စိတ်ကမ်းစီရောက်တဲ့အီရတ်မြောက်ပိုင်းကပိုက်လိုင်းကတော့အလုံးမလို့တာကြားပါပြီ။ပို့နိုင်ရင်တော့နိုင်ငံမြောက်ပိုင်းကရေနံတွေပဲတင်နိုင်ပါတယ်။အဓိကထုတ်နေတဲ့ဘာဆာရာကရေနံတွေကတော့ဟော်မုစ်ကားပဲဖြတ်မှာပို့နိုင်တာပါ။အိုမန်ကဒူကွမ်နဲ့ဆာလာလာစိတ်ကမ်းတွေကရေရှည်မှာတော့အသုံးကျနိုင်ပါတယ်။ဒါပေမဲ့တခြားနိုင်ငံတွေကရေနံတွင်းတွေနဲ့ချိတ်ထားတဲ့ပိုက်လိုင်းတွေမရှိသေးတော့ဒီနေ့မှာဟော်မုစ်ကိုအစားမထိုးနိုင်သေးပါဘူး။နောက်တစ်ခါပါကစ္စတန်ကဂွာဒါရေနက်စိတ်ကမ်းဆိုလဲသင်္ဘောတွေစိုက်နိုင်ပေမဲ့သူလဲပင်လယ်ကွေ့ရေနံတွင်းတွေနဲ့ချိတ်ထားတဲ့ပိုက်လိုင်းမရှိပါဘူး။အဲ့လိုမရှိဘဲနဲ့ပင်လယ်ကွေ့ကရေနံတွေကိုကဘာကိုရောက်အောင်မထုတ်နိုင်ပါဘူး။အဲ့ဒါကအဓိကပြဿနာပါ။ဟော်မုစ်ကနေတစ်နေ့ကိုစီတန်း20လောက်ထုတ်နိုင်ပါတယ်။တခြားလမ်းကြောင်းတွေအားလုံးပေါင်းရင်တော့6 သန်းက8 သန်းပဲထုတ်နိုင်တာပါ။ဟော်မုစ်ကိုမှီခိုနေရတာကရေနံတစ်ခုတည်းမဟုတ်ပါဘူး။ကမ္ဘာစိုက်ပျိုးရေးအတွက်ရေးကြီးတဲ့ဓာတ်မြေဩဇာအစားအသောက်ချက်ဖို့သုံးတဲ့ဓာတ်ငွေရည် LNG အလူမီနီယံရေနံထုတ်ဓာတုပစ္စည်းတွေယင်းနေကားတွေကွန်တိန်နာတွေဒီလမ်းချင်းလေးကဖြတ်ရထွက်ရပါတယ်။သင်္ဘောတွေကအာဖရိကဘက်ကပတ်သွားနေရရင်အချိန်တွေဖင်နွဲစရိတ်တွေတက်ပြီးလောင်စာဆီဈေးကွက်တွေပြက်စွမ်းအင်တွေပြက်စားကုန်ဈေးတွေကြီးစက်ယုံတွေရပ်ဖြစ်လာနိုင်ပါတယ်။အဲ့တော့ပြောရရင်ဟော်မုစ်ကိုလက်တွေ့အစားထိုးစရာလမ်းကြောင်းဒီနေ့မှာတော့မရှိသေးပါဘူး။ဒီလမ်းကြောင်းဆက်ပိတ်နေသမျှကမ္ဘာပေါ်ကိုရိုက်ခတ်မှုကြီးနဲ့လည်းဆက်ပြီးရင်ဆိုင်နေရအောင်ပါ